စက်ရုပ်ခွေးဟာစစ်တီတအူးကိုလျှက်တစ်ပြက်သတိပြုမိသွားပြီးသူ့ထံကိုပြင်းထန်တဲ့ပြစ်ခတ်မှုအချက်ပေါင်းများစွာချက်ချင်းစတင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရင်းဟာပုံသဏ္ဍာန်ပြောင်းလဲလိုက်ပြီးလိုက်လံတိုက်ခိုက်ပါတော့တဲ့အဲ့ဒီအချိန်မှာပဲအခြားတစ်ဖက်မှာလည်းဖြစ်ပျက်တွေစတင်လာခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုကိုဖြောက်ထားတဲ့ရန်သူ30ဦးပေါ်ထွက်လာပြီးကင်းဆောင်စစ်တီကလက်ပစ်ပုံးတစ်လုံးကိုချက်ချင်းပစ်ပေါက်က MPS စစ်တမ်းလိုင်းကိုစတင်ထုတ်လွှတ်လိုက်ပါတယ်။ drone တွေကပြစ်မှတ်တွေကိုဖမ်းယူပြီးတိုက်ခိုက်ကြသလိုအဖွဲ့ဝင်အခြားတအူးကလည်းပစ်ခတ်မှုကိုစတင်လိုက်ပါတယ်။နှစ်ဖက်စလုံးအကြပြင်းထန်လာတဲ့တိုက်ပွဲတစ်ခုစတင်ဖြစ်သွားခဲ့ပါတယ်။စစ်တီတအူးကလောင်စာစီတိုင်ကြီးကိုဖောက်ခွဲလိုက်ပြီးရန်သူတွေကိုလွတ်ထွက်သွားစေခဲ့ပါတယ်။ကွက်တီဆိုသလိုပဲအဲ့ဒီအခိုက်အတန့်မှာကွက်ထားတဲ့ရန်သူတအူးက drone ကိုကောင်းကင်ဘော်ကနေပစ်ချလိုက်ပါတယ်။လိုက်လံတိုက်ခိုက်ခြင်းခံရတဲ့စစ်တီကိုမှတ်မိကြသေးရဲ့လား။သူဟာအခုခါမှာတော့လမ်းစုံလမ်းကွာပိတ်မိနေပြီးထွက်ပေါက်မရှိတော့ပါဘူး။စက်ရုပ်ခွေးဟာသူ့စီကိုဖြည်းဖြည်းချင်းချင်းကပ်လာပြီးရှာဖွေရေးစနစ်ကိုအသက်သွင်းကပစ်ခတ်ဖို့ပုံစံယူလိုက်ပါတယ်။ဒါပေမဲ့ရင်းပစ်ခတ်တော့မဲ့အခိုက်အတန့်မှာတင်ကားတစ်စီးကဘင်းကိုရုတ်တရက်ဝင်တိုက်လိုက်ပြီးမြစ်ထဲကိုစိုက်ဆင်းသွားခဲ့ပါတယ်။ဒါဟာနောက်ဆုံးစက္ကန့်မှအသက်ကယ်ဖို့အပြေးလွှားရောက်ရှိလာတဲ့တက်ချက်ကြီးပဲဖြစ်ပါတယ်။၄ဦးပါအဖွဲ့တွေကနေနောက်ဆုံးမှ3ဦးပဲအသက်ရှင်ကြံရစ်ခဲ့ပေမဲ့အဲ့ဒီနောက်မှာတော့လုံးဝမျောလင့်မထားတဲ့အရာတစ်ခုစတင်ဖြစ်ပျက်ခဲ့ပါတော့တယ်။